မင်္ဂလာပါလေးစားတန်ဖိုးထားပါတော့ Toyota မင်္ဂလာရဲ့ မိတ်ဟောင်းမိတ်သစ် customer များအားလုံးမင်္ဂလာပါရှင်ဒီနေ့အစီအစဉ်ကတော့ Toyota မင်္ဂလာရဲ့10နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်ပွဲနဲ့ Chinese New Year promotion အစီအစဉ်မှာ Toyota ကားသစ်ကိုဝယ်ယူအားပေးခဲ့ကြတဲ့ customer လူကြီးမင်းများနဲ့ဒီပွဲကိုလာရောက်ပြီးတော့အားပေးကြည့်ရှုခဲ့ကြတဲ့ အပရိသတ်လူကြီးမင်းတွေအတွက်ကန်ထူးရှင်ရေးချယ်ပေးမယ့်အစီအစဉ်ဖြစ်ပါတယ် Toyota ကားသစ်ကြီးကိုဝယ်ယူအားပေးခဲ့ကြတဲ့ customer တွေထဲမှာ iPad ကန်ထူးရှင်များကိုရွေးချယ်ပေးမှာဖြစ်ပြီးတော့လာရောက်ကြည့်ရှုအားပေးခဲ့တဲ့ဧည့်သည်တော်လူကြီးမင်းတွေအတွက်ကတော့ TV ကန်ထူးရှင်များကိုရွေးချယ်ပေးမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံး2024ဒီဇင်ဘာ23ရက်နေ့18ရက်နေ့အတွင်းကျင်းပပြုလုပ်ခဲ့တဲ့ Toyota မင်္ဂလာရဲ့10နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ်ပွဲအတွင်းမှာရန်ကုန် showroom နဲ့တောင်ကြီး showroom မှာ Toyota Hilux Adventure ကားသစ်ကြီးကိုဝယ်ယူအားပေးခဲ့ကြတဲ့ customer တွေထဲမှာ iPad ကန်ထူးရှင်2ဦးကိုရွေးချယ်ပေးတော့မှာဖြစ်ပါတယ်။ iPad ကန်ထူးရှင်ကိုရွေးချယ်ပေးဖို့အတွက် Toyota မင်္ဂလာမှာတာဝန်ရှိလူကြီးမင်း2ဦးကိုဖိတ်ခေါ်ချင်ပါတယ်။ Toyota မင်္ဂလာရဲ့ Managing Director Mr. KK ကိုလေးစားစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ရှင်။ Thank you ဟုတ်ကဲ့ပါဒါကတော့ပထမဦးဆုံးတောင်ကြီး showroom နဲ့ရန်ကုန် showroom မှာဝယ်ယူအားပေးခဲ့ကြတဲ့ customer တွေထဲမှာကန်ထူးသွားတဲ့ iPad ပထမဦးဆုံးကန်ထူးရှင်ကတော့ဒေါ်နန်းဝင်းဖြစ်ပါတယ်မှတ်ပုံနေနံပါတ်ကတော့73/မစနနိုင်320834ဖြစ်ပါတယ်ရှင်ဆိုတော့ဂုဏ်ယူပါတယ်So please, yes, thank you. So another, thank you so much. ဒုတိယမြောက် iPad ကန်ထူးရှင်ကတော့ဦးစိုးတက်ခိုင်ဖြစ်ပါတယ်ရှင်။မှတ်ပုံနေနံပါတ်ကတော့9/မနနိုင်331435ဖြစ်ပါတယ်။ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ Toyota မင်္ဂလာရဲ့10နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ်ပွဲမှာရန်ကုန် showroom မှာလာရောက်ပြီးတော့လှည့်လည်ကြည့်ရှုအားပေးခဲ့ကြတဲ့အပရိသတ်လူကြီးမင်းတွေထဲမှာ TV ကန်ထူးရှင်ကိုရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ရှင်ပထမဦးစွာရန်ကုန် showroom မှာလာရောက်ပြီးတော့ကြည့်ရှုအားပေးခဲ့ကြတဲ့ဧည့်သည်တွေထဲမှာ TV ကန်ထူးရှင်တူကိုရွေးချယ်ပေးဖို့အတွက် Toyota မင်္ဂလာရဲ့ sales manager ကိုလေးစားစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ရှင်ဟုတ်ကဲ့ပါကိုရန်ကုန် showroom မှာလာပြီးတော့ကြည့်ရှုအားပေးခဲ့ကြတဲ့ဧည့်သည်တွေထဲမှာ TV ကန်ထူးရှင်တူရွေးချယ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါ Toyota မင်္ဂလာရဲ့10နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ်မှာရန်ကုန် showroom ကိုလာရောက်ပြီးတော့လှည့်လည်ကြည့်ရှုအားပေးရင်းနဲ့ဧည့်သည်တော်တွေအများကြီးထဲမှာ TV ကန်ထူးရှင်ရွေးချယ်တဲ့အချိန်မှာတော့ပထမဦးဆုံး TV ကန်ထူးသွားတဲ့ကန်ထူးရှင်ကတော့ဦးခင်မောင်လာဖြစ်ပါတယ်ရှင်ဂုဏ်ယူပါတယ်ရှင်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့တောင်ကြီး showroom မှာလာရောက်ပြီးတော့အားပေးခဲ့ကြတဲ့ဧည့်သည်တော်လူကြီးပြည့်နေထဲမှာကန်ထူးရှင် TV ကန်ထူးရှင်တူကိုရွေးချယ်ပေးတော့မှာဖြစ်ပါတယ် TV ကန်ထူးရှင်ဒုတိယမြောက်တစ်ယောက်ကိုရွေးချယ်ပေးနိုင်ဖို့အတွက်လာမီနာဖင် founder ဖြစ်သူကိုစီသူကိုလေးစားစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ရှင်ဟုတ်ကဲ့ပါကိုဒါ TV ကန်ထူးရှင်တူရွေးချယ်ပေးပါအောင်ရှင်ဒါတောင်ကြီး showroom မှာလာပြီးတော့လှည့်လည်အားပေးခဲ့တဲ့ဂျယ်လီရဲ့ဧည့်သည်တော်လူကြီးပြည့်နေရပါတော့နော်ဟုတ်ကဲ့ပါဧည့်သည်တော်လူကြီးမင်းတွေထဲမှာ TV ကန်ထူးသွားတဲ့ကန်ထူးရှင်တူကတော့ဒေါ်မငယ်ဖြစ်ပါတယ်ရှင်ဂုဏ်ယူပါတယ်
ကန်ထူးရှင်ရေးချက်ပြပါတော့အကိုကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ကိုဟုတ်ကဲ့ကျေးဇူးပါဟုတ်ခုဆိုရင်တော့ January လ15ရက်နေ့ကနေ22ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့တဲ့ Chinese New Year Promotion အစီအစဉ်အတွင်းမှာတောင်ကြီး showroom နဲ့ရန်ကုန် showroom မှာလာရောက်ပြီးတော့ Toyota Hilux Adventure ကားသစ်ကြီးကိုဝယ်ယူအားပေးခဲ့ကြတဲ့ customer တွေထဲမှာ iPad ကန်ထူးရှင်2ဦးကိုရွေးချယ်တော့မှာဖြစ်ပါတယ်ရှင်iPad ကန်ထူးရှင်2ဦးကိုရွေးချယ်ပေးဖို့အတွက် Toyota မင်္ဂလာရဲ့ Deputy Managing Director ကိုလေးစားစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ရှင်မင်္ဂလာပါဟုတ်ပထမဦးဆုံး iPad ကန်ထူးရှင်အတွက်ကိုရွေးချယ်ပေးပါဦးမှာဒေါ်ဤရွှေစင်မှာဒါဂျယ်လီကိုကျမတို့ရဲ့ဒီရန်ကုန် showroom နဲ့တောင်ကြီး showroom မှာဝယ်ယူအားပေးခဲ့ကြတဲ့ customer တွေထဲမှာ iPad ကန်ထူးသွားတဲ့ပထမဦးဆုံးကန်ထူးရှင်တူဖြစ်ပါတယ်။ဒေါ်ဤရွှေစင်မှာမှတ်ပုံတင်နံပါတ်က12မြေဆောင်တာမနနိုင်39 3239ပါ။ဆိုတော့ဂုဏ်ယူပါတယ်။ဟုတ်ဟုတ်အမအဲ့ဆိုလို့ရှိရင်ဂျယ်လီတို့ဒါ showroom ရန်ကုန် showroom နဲ့တောင်ကြီး showroom မှာဝယ်ယူခဲ့ကြတဲ့ customer တွေထဲမှာဒုတိယမြောက် iPad ကန်ထူးရှင်တူထပ်ပြီးရွေးချယ်ပေးပါမယ်ရှင့်ဒုတိယမြောက် iPad ကန်ထူးရှင်ကတော့ဒေါ်ရီထွန်းနှင့်ဦးကောင်းထက်ဖြစ်ပါတယ်မှတ်ပုံတင်နံပါတ်က12မြင်းဆောင်ပပတနိုင်39382ဖြစ်ပါတယ်ရှင်ဆိုတော့ဂုဏ်ယူပါတယ်ရှင်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ Chinese New Year Promotion အစီအစဉ်မှာပါဝင်ပြီးတော့ Toyota Hilux Adventure ကားသစ်ကြီးတွေကိုဝယ်ယူအားပေးခဲ့ရတဲ့ customer တွေထဲမှာ iPad ကန်ထူးရှင်2ဦးကိုရွေးချယ်ပေးခဲ့တဲ့ Toyota မင်္ဂလာရဲ့ Deputy Managing Director ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အမToyota မင်္ဂလာရဲ့10နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်ပွဲနဲ့ Chinese New Year Promotion မှာ Toyota Hilux Adventure ကားသစ်ကြီးကိုဝယ်ယူအားပေးခဲ့ကြတဲ့ customer လူကြီးမင်းများနဲ့ပွဲကိုလာရောက်ပြီးတော့အားပေးကြတဲ့ဧည့်သည်တော်လူကြီးမင်းများထဲမှာကန်ထူးသွားတဲ့ကန်ထူးရှင်များအားလုံးအတွက်ဂုဏ်ယူပါတယ်ရှင်။ Toyota မင်္ဂလာကနေပြီးတော့လည်း Toyota ကားချစ်သူမိတ်ဟောင်းမိတ်သစ် customer များအတွက်ကိုအခုလိုမျိုးပျော်ရွှင်စရာကောင်းတဲ့အစီအစဉ်တွေကိုဆက်ပြီးတော့စီစဉ်တင်ဆက်ပေးဖို့လည်းရှိပါသေးတယ်။ Toyota မင်္ဂလာရဲ့မိတ်ဟောင်းမိတ်သစ် customer များအားလုံးကို Toyota မင်္ဂလာရဲ့မိသားစုကိုစားကျေးဇူးတင်ရှိကြောင်းဒီနေ့ကနေပြီးတော့အမတန်တင်အပ်ပါတယ်ရှင်။